တကာကြီးဥဆိုရနေပြီးတော့တခါတည်းမင်းကောသွားပြီးတော့သူသွားတယ်စောလွန်သွားတယ်မဟာစီသွားတယ်အကုန်လုံးရှောက်ပြီးမေးတယ်တော်နေကိုတော်ကြီးတပါးဟာသူကတော့နတ်ဒီဗြဟ္မာတွေကတွန်းပြီလေသူမှန်ပါဗျာစောလွန်စာအုပ်ကြီးကနေပြီးတော့တခါတည်းသူဟာသူတော်နေရဟန်းကြီးကျင့်လိုက်တဲ့ဥစ္စာသူပြောပုံဆိုပုံတွေကထူးပါတယ်ဗျာအဲ့ဒါအရှင်ဘုရားတို့ပိဋကပေဒံနဲ့ထောက်ကြည့်ပါစာတတ်တဲ့ပုံကိုယ်တွေပိဋကပေဒံနဲ့လည်းထောက်ပါအကျင့်ကလည်းရှိတော့အကျင့်နဲ့လည်းထောက်ကြည့်သားမှာဗျာစကားပြောမှန်ပါဗျာမဟာစီသွားလည်းမပြောဘူးမှန်ပါမင်းကောသွားလည်းမပြောဘူးမှန်ပါမပြောတော့အဲ့တော့မှဘယ်သွားရမလဲဆိုတော့ဘလို့မှလည်းအေးမလုပ်ပါလားဘယ်သွားရမလဲဆိုတော့အဲ့တော့ဝိပဿနာပုံသွားဉာဏ်လေးကတော့ရေးထားတယ်ဒီပုဂ္ဂိုလ်ကြီးအကျင့်လည်းရှိတယ်ငါအလင်းအမြတ်သားလည်းငါပြေးမှာပဲဆိုပြီးတော့တခါတည်းသံလွင်ဆရာတော်ဘုရားကြီးရှိကိုသွားမှန်ပါသံလွင်ဆရာတော်ဘုရားကြီးကလည်းဘာရန္တရ6ဘာသာတတ်တခါကြီးမှန်ပါသာလူကတော့ပြောင်းပြန်လာလိုက်လိမ့်မယ်မှန်ပါဥစုရကနေပြီးတော့တခါကြီးဘလို့သွားပြောလဲဆိုသံလွင်တောရသွားတယ်ပြီးတော့အရှင်ဘုရားတပည့်တော်တို့တောနေယဟန်ကြီးတစ်ပါးရှိပါတယ်ဗျာဒီပုံဒီနေ့ဟာဖြင့်သူ့မှာအသိတွေပြောင်းနေပါတယ်ဗျာဟိုတုန်းကလူဆိုးကြီးပါဗျာမှန်ပါအနာဆိုးတဲ့ပုဂ္ဂိုလ်ကြီးအခုဟာကန်ဆင့်ပြီးတဲ့အချိန်ခါကျတော့အမတန်သူ့မှာနေပုံထိုင်ပုံတွေဟာဖြင့်အမတန်ထူးခြားနေပါတယ်ဗျာအရှင်ဘုရားတို့ခေါ်စစ်သေးလို့ကြည့်ရင်တော့သိမှာပါပဲဘုရားဆိုပြီးတော့သူအဲ့ဒီလိုသွားပြီးတော့တဲ့ငါကတော့မလိုက်နိုင်ဘူးတဲ့အဲ့ဒီတောနေယဟန်ကြီးကိုဦးစင်းကြီးကိုပြည့်ခဲ့ပါတခါရဲ့ဆိုပြီးတော့ဘယ်ရက်ပြန်ပြီးတော့ဒီမှာပြည့်ခဲ့ပါမယ်ဘုရားလို့ဒီလိုပြန်ပြီးတော့လာတော့ပရိညင်ပေးခဲ့မှန်ပါပြန်လာပြီးတဲ့အချိန်ခါကျတော့ဥပဒေရှိလာမှန်ပါဥပဒေကတော့သိပြီးဒီမှာဗြဟ္မာကြီးတွေလာတယ်ကသိပြီးအဲ့တော့တခါကြီးကလာတယ်အရှင်ဘုရားတဲ့တပည့်တော်တော့မနေနိုင်ဘူးတဲ့ဘယ်လိုဖြစ်မှမသိဘူးဒီလိုနေလို့ရှိရင်ပြန်ကျွတ်ထိုက်ကျွတ်ခွဲတဲ့ပုံကိုယ်တွေကမကြွရတော့ဘူးတပည့်တော်နေလို့လည်းမရတော့ဘူးဗျာဟိတ်လို့လည်းမရတော့ဘူးဗျာတဲ့အဲ့တခါကြီးဥစရာကိုတခါကြီးတယောက်တည်းသိဘလို့မှမပြောရဘူးဆိုပြီးဒီလိုပိတ်ထားပိတ်ထားတော့အဲ့တော့မှသံလွင်တောရသွားပြီးပြောတော့အရှင်ဘုရားတဲ့တပည့်တော်မနေနိုင်ဘူးဘုရားတဲ့တပည့်တော်သံလွင်တောရသွားပြီးတော့သံလွင်ဆရာတော်ဘုရားကြီးကလည်းပိဋကအနတ်6ချားပါတယ်ဘုရားတဲ့ဘာဒန္တရဘာသာ6ဘာသာဟာဖြင့်ပိဋက3ပုံကိုရနေပါတယ်ဘုရားတဲ့သံလွင်ဆရာတော်ဘုရားကြီးအဲ့ဒီပုဂ္ဂိုလ်ကြီးကအကျင့်နဲ့မှာကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်ဘုရားတဲ့အရှင်ဘုရားအဲ့ဒီကိုတပည့်တော်လာဖို့ဟာကိုတပည့်တော်တော့လျှောက်ခဲ့ပါတယ်ဘုရားတဲ့ဟာတခါကြီးဝန်ခံခဲ့သလားဝန်ခံခဲ့ပါတယ်ဗျဟာတခါကြီးမှားတာဘူးတခါကြီးငကိုယ်တော့ဥပဒေပြောတယ်ဘယ်လို့မှမပြောနဲ့လို့ပြောထားတာပဲတခါကြီးဘာလို့သွားပြောလဲတပည့်တော်ဘယ်လိုဖြစ်မှမသိဘူးဗျာဥပဒေကစာမတတ်ဘူးလို့စာနဲ့မေးရင်ဘယ်နဲ့လုပ်ပါမလဲကဲတခါကြီးဝန်ခံခဲ့တော့ဥပဒေလိုက်ပါမယ်မတကားသူဘိဒက3ပုံမေးရုံပဲလို့မှန်ပါဘိဒက3ပုံတွေကမေးရုံပဲလို့မေးမေးစီလို့ဥပဒေအကျဉ်းနဲ့ဖြေမယ်အဲ့တော့နောက်2ရက်လောက်နေကြတော့ကား3စီးနဲ့တခါတည်းသံလွင်တော့ရဥပဒေပဲ့သွားမှန်ပါပဲသံလွင်ပဲ့သွားတယ်သံလွင်ရောက်သွားတယ်ကမနဲ့တစ်ချိန်စစ်တယ်ညတစ်ချိန်ကျစ်စစ်မနဲ့9နာရီကနေပြီးတော့10နာရီတယောက်တနာရီစစ်မှန်ပါပဲညနေ3နာရီက4နာရီတယောက်တစ်ချိန်စစ်မှန်ပါပဲပရမတ်ကြီး4ရက်စစ်တယ်တခါကြီးမှန်ပါပရမတ်ကြီး4ရက်စစ်ပြဉ္ညတ်က3ရက်စစ်မှန်ပါပရမတ်စစ်လို့ကုန်တဲ့အချိန်ခါကျပြဉ္ညတ်ကိုစစ်တယ်အဲ့တော့ပြဉ္ညတ်စစ်တဲ့အချိန်ခါကျတော့အရှင်ဘုရားတဲ့တပည့်တော်မေးပါရစေအရှင်ဘုရားနဲ့တပည့်တော်နဲ့ဘယ်လိုအကြောင်းအကျိုးဆက်မိတယ်လဲအရှင်ဘုရားတပည့်တော်အိရှင်မင်းဖြစ်ပါတယ်ဗျာဘရုံမောက်ထော်ရမြတ်စွာဘုရားလည်းကအိရှင်မင်းမရှိမရင်ပါဗျာမှန်ပါဗျာအရှင်ဘုရားကဘာမဲ့ဆရာတော်ဖြစ်ပါတယ်ဗျာမှန်ပါအရှင်ဘုရားဘာမဲ့ဆရာတော်ရှိမှတပည့်တော်ပညာသင်ရပါတယ်ဗျာကတာနဲ့သိပြီဦးစင်းကြီးလေးတဲ့သေတော့ဘယ်လိုသေလဲတဲ့အခုဘယ်လိုကနေပြီးလာပြီးသေရတယ်အရှင်ဘုရားလာတဲ့ဥစ္စာဗြဟ္မာကလာပါတယ်ဘုရားသူကလည်းနည်းနည်းသမာဓိအရှိန်ကြောင့်သူသိတယ်တကယ်ကြီးမှန်ပါအဲ့ကိုရောကြီးတဲ့ကိုရောကြီးရှိမှဘာလာတယ်လေတပည့်တော်ရှိမှဗြဟ္မာကြီး3ယောက်လာပါတယ်ဘုရားအဲ့ဒီဗြဟ္မာကြီးဘလူများသိဘလူမိတ်ဆွေလဲသိလားသိပါတယ်ဘုရားအရှင်ဘုရားဟိုတုန်းကဗြဟ္မာ20မှာအောက်ကပထမဇန်တုန်းကတော့အရှင်ဘုရားအဲ့ဒီမှာဗြဟ္မာကြီးနေတုန်းကအဲ့ဒီမှာအရှင်ဘုရားမိတ်ဆွေတွေပါဗျာသူကသိတယ်တကယ်ကြီးတန်လည်းကြာသူကတမာတိအကောင်အဲ့ဒီတော့ဦးစင်းကပြောကဲတဲ့ကျုပ်ဘုန်းတော်ကြီးဟာတဲ့ဟိုတုန်းကဘယ်မှာသိခဲ့လဲအရှင်ဘုရားသိခဲ့တဲ့ဥစ္စာ
ညီကိုနောင်ရဲ့မင်းတစ်ပါးရှိတဲ့အနေကအရှင်ဘုရားတို့ထွက်ပြီးတော့ပြေးရပါတယ်ဗျာရန်သူတိုက်ပြေးလိုက်တဲ့အခါကြီးတောထဲမှာအရှင်ဘုရားပင်လယ်ဆောင်မှာအရှင်ဘုရားသိရပါတယ်ဗျာမှန်ပါသူကလည်းနေသိညီကိုချင်းတိုက်ပြေးကြီးမှာညီကိုမြင့်စီပြီးပြေးမြင့်စီပြီးပြေးတော့သူ့မှာပင်လယ်ဘေးကျတော့တခါတောထဲတောင်ထဲရောက်သွားတဲ့အချိန်ခါကျနိုင်ငံခြားကိုမှန်ပါနိုင်ငံခြားဆိုတော့တောထဲတောင်ထဲကျတော့မြင့်စီပြေးတော့အဲ့မှာသူ့မှာသိရဘယ်မှာသိရလဲခမင်းမစားဘာမစားနဲ့ဆိုပြီးတော့တခါတည်းအဲ့ဒီပင်လယ်ဘေးကိုတခါတည်းကန်းကောင်းကိုကုန်းတစ်ပိုင်းကြီးတစ်ပိုင်းသေးကြမှန်ပါသူတို့ကြီးကိုညအဲ့တော့ကောင်းပြီကိုတော်ကြီးရေတဲ့ဒါပညာတည်သူမဲတယ်မှန်ပါကောင်းပြီကိုတော်ကြီးရေသူများတွေပြောတယ်ဒေဝရာကြီးဟာအဝိဇ္ဇိကြနေတယ်လို့ပြောတယ်တဲ့အဲ့ဒေဝရာကြီးကိုအရှင်ဘုရားတဲ့ကြည်သမ်းပါဦးဘုရားတဲ့မှန်လားပါဘုရားတဲ့တပည့်တော်တော်ဆင်ញင်မှကြည်မြင်ရပါလိမ့်မယ်ဘုရားဒေဝရာကြီးကြည်သမ်းပါဦးအဲ့တော့သူကမေးတော့ဒေဝရာကြီးကြည်ခိုင်းတယ်မှန်ပါဒေဝရာကြီးကြည်ခိုင်းလိုက်တဲ့ဒေဝရာကြီးသွားမြင်အခုတည်းဒီအောက်ကြတော့ဒေဝရာမှန်ပါဒေဝရာကြီးကဘယ်လိုခါနေရလဲမတ်တကြီးဗျာသူ့ကိုယ်မှာဘာတွေမြင်လဲဗျာရှေ့ဘိုက်ကနေပြီးတော့တခါကြောကနေပြီးတော့ရှေ့ကိုတန်ချုံကြီးထွက်တယ်ဘေးတစ်ချက်ကတန်ချုံကြီးထွက်တယ်စအိုကနေပြီးတော့ငယ်လေးပေါက်ထွက်တယ်အဲ့ဒီတန်ချုံကြီးလေးတန်ချုံကြီးတွေဟာတခါတည်းမီးကတဖြားဖြားဖြစ်ပြီးတော့မီးတွေတေစောတက်တွေလောင်းနေတာခန္ဓာကိုယ်ကြီးရဲ့မိတဟုံးဟုံးနဲ့အဲ့ဒါလောင်ကျွမ်းပြီးကြာနေတာပဲအောက်မတ်တက်ကြီးပါဗျာမှန်ပါကဲဒါမြင့်တဲ့ဒေဝတက်ကြီးကမတ်တက်ကြီးတော့ခံပြီးတော့ကြာသွားပြီတဲ့အဇာသပတ်ကြည့်ပါဦးအဇာသပတ်ကြည့်ခိုင်းအဇာသပတ်ကြည့်လိုက်တဲ့အချိန်ခါကျတော့အဇာသပတ်ကတခါတည်းကိုခန်းနေရတဲ့ဥစ္စာပက်လက်ကြီးလူးလှိမ့်ပြီးတော့တခါတည်းကိုအဲ့ဒီခန်းနေအဇာသပတ်ခန်းနေရတဲ့အနက်ကဘာခံရလဲတဲ့အခုတခါကြီးတို့ဦးစင်းတို့စားလိုက်တဲ့အချိန်ကနားပြမဟုတ်ဘူးလားတဲ့မှန်ပါဟုတ်ပါနားမှုန့်ပြီးတော့လေချက်ထားတယ်အဇာသပတ်ဘယ်လိုခန်းနေရလဲကွာမှန်လားပါဗျာအဇာသပက်လက်ကြီးပါဗျာပက်လက်ကြီးဟာဘယ်လိုခန်းနေရလဲသူ့ခန္ဓာကိုယ်ဟာဗျာတကောလုံးဟာဖြင့်ပါးတွေရောမျက်ခွက်တွေရောလယ်ဘင်းတွေရောလက်တွေရောအကုန်လုံးဓာတ်နဲ့မှုန့်ပြီးတော့သွေးရတန်ရဲနဲ့မင်းပေါ်မှာတခါတည်းပက်လက်ကြီးပါဗျာအဇာသခန်းနေရမှန်ပါပက်လက်ကြီးခန်းနေရပါတယ်ဗျာဩအဲ့တော့မှသူကပါဠိလေးလို့ရွတ်ပြီးတော့တခါတည်းစာရဲကလည်းပါဠိလို့ရွတ်တပည့်တော်စာမသိပါဗျာအဲ့ဒီမေးလိုက်တဲ့အခါပညာစစ်လိုက်တဲ့ဥစ္စာမြေကြီးကနေပြီးတော့ကဲမြေကြီးတစ်ထပ်ဖောက်ကြည့်လိုက်ပါဦးဖောက်ကြည့်လိုက်တယ်မြေကြီးကဖောက်ကြည့်ဘာမြင်လဲရေမြင်တယ်ရေထဲကိုကြည့်ကြဘာတွေမြင်လဲအဲ့ဒီပါတကောရှိတဲ့နန္ဒကားတွေပါဗျာမှန်ပါအဲ့ဒီအောက်ကဘာရှိသေးလဲလဟာပြင်ကြီးရှိပါတယ်ဗျာအဲ့ဒီလဟာပြင်ဘာရှိလဲအဲ့ဒီပါတကောရှိတဲ့နတ်ကလုံးတွေပါဗျာသူကပြင်းညက်ကြီးစစ်တော့ပြင်းညက်ကြီးဖြေးနေရတယ်တခါကြီးမှန်ပါ3ရက်လက်စစ်ပြီးရောအဲ့ဒီတော့မှသူကတပည့်တော့9ရက်စီတော့တပည့်တော့ပြန်ဝင်ပေးပါဗျာပြန်ဝင်ပေးပါဗျာဆိုတော့တခါတည်းကိုတော်ကြီးတဲ့တပည့်တော်ကျောင်းတခါကျောင်းမတွေဟာဖြင့်တန်ချိုးတွေရိုက်ပြီးတော့တခါတည်းကိုဆက်ထားပါတယ်ဗျာရှမ်းပြည်သွားတဲ့ပုံကိုယ်လေးလည်းရှိပါတယ်အဲ့ဒီတော့ပုံကိုယ်တူကြီးရှိတယ်ဟိလာပြီးတော့ဖူးကြဆိုပြီးတော့တပည့်တော်တန်ချိုးရိုက်တော့2ရက်လောက်စောင့်ပါအောင်ဒီလိုမေးတယ်တခါကြီးမှန်ပါအဲ့ဒီတော့2ရက်လောက်စောင့်တာတဲ့အဲ့ဒီတော့တခါကြီးဝိပဿနာနဲ့ပရမတ်နယ်ကနေပြီးဖြေးလာခဲ့တဲ့ဥစ္စာကအဖြေတွေကတော့ထွက်လို့ကုန်းလာခဲ့မှန်ပါကုန်းလာတော့ဗိတ်ဆုံးကြတော့ဥပဒေဖြတ်ချင်မှန်ပါဖြတ်ချင်တော့အဲ့ဒီတော့သူတို့စာနယ်ကသိနေတဲ့အသိကတစ်မျိုးဟုတ်တကကြီးမှန်ပါအဲ့ဒီတော့အကျင့်နယ်ကသိတာကတစ်မျိုးဟုတ်တကကြီးမှန်ပါအဲ့ဒီတော့ဗိတ်ဆုံးဝိပဿနာပရမတ်ကြီး၄ရက်စစ်တဲ့ဗိတ်ဆုံးနဲ့ကျတော့ဥစဉ်ကဖြတ်တော့မှန်ပါဖြတ်တော့မယ်နေတော့တလောကလုံးဟာတကကြီးယုံနာတို့ဤသဘာဝတရားဟာမျက်စိတမိခရတစ်ပြက်လက်တစ်တွဲရုပ်ကလေးကတော့နာဂရီတသိချုပ်ပြောက်ဖြစ်ပြနေတဲ့ရုပ်တရားလေးကတဖွာဖွာပြိုပြက်တဲ့သဘောတရားလေးဟာဒိဋ္ဌရံတရားနမိတ်ကင်းနေတယ်တကကြီးမှန်ပါနမိတ်ကင်းနေတရားသုံးညဖြစ်နေပြီတကကြီးသုံးညဖြစ်နေတဲ့ဥစ္စာကိုဒီကပြဉ္ညာတို့တင်စားပြီးတော့တခါတည်းကိုပြောနေရတယ်အဲ့တော့ပြဉ္ညာတို့တင်စားပြောတော့ငါဒီနေ့တော့ငါတော့သူတော့သိမယ်မဟုတ်ဘူးသူအမေကငါဒီနေ့တော့ငါဖြတ်တော့မယ်ဆိုပြီးတော့ဥပဇင်းလို့ဒီလိုကလထိုင်ပေါ်သူကထိုင်တယ်ဥပဇင်းကတကာကြီးလို့ပစစ်တူးတုံးပြီးတော့ရှစ်ခိုးပြီးတော့အဲ့ဒါပြေးနေရမှန်ပါထေကြီးဟိုတကာကြီးမှန်ပါအဲ့တော့ထေကြီးဆိုတော့အဲ့ဒီမနေ့ပဲ၄ရက်အစိပရမတ်စစ်နေတာ၄ရက်အစိကျတော့ဥပဇင်းကဖြတ်မယ်ငါဖြတ်လို့လည်းသူသိမှာမဟုတ်ဘူးမှန်ပါဘယ်လိုပြောလိုက်တယ်ဆိုတဲ့ဥစ္စာလည်းသူသိမှာမဟုတ်ဘူးတကာကြီးမှန်ပါမသိတော့ဒီနေ့တော့ငါဖြတ်တော့မယ်ဆိုပြီးတော့တကာလည်းသာမန်ဆရာတော်ဘုရားကြီးမနေ့9နာရီတို့ပင်တော့အဲ့တော့ရှေ့ရောက်သွားတော့အဲ့ဒီနာမှာသူ့ရှိမှကျင့်ကြံအထုတ်နေတဲ့ယောဂီတွေကလည်းရှိတယ်သီလရှင်တွေနဲ့ဆို30လောက်ရှိတယ်ဆင်းအောင်မှန်ပါဘယ်လိုမေးလိုက်လဲဆိုတော့
ဟာတော်နေဦးစင်းကြီးရေဟောကတိလရှင်နေဘာ